တပ်ဘီညွတ်တညံရတဲ့ဖះကဒေဝတက်တောင်ပေါ်ကကြောက်လှိမ့်ချတာကိုဘာလို့မသိတာလဲဖះအဲ့ဒါကတပည့်တော်အတွက်တန်တရာဖြစ်နေပါတယ်ဖះတဲ့မြတ်စွာဘုရားဤတပ်ဘီညွတ်တညံအပေါ်မဟာယာနရဲ့ယုံကြည်လက်ခံမှုနဲ့ထေရဝါဒဤယုံကြည်လက်ခံမှုနှစ်ခုကိုအရင်ဆုံးပြောပြပါမယ်မဟာယာနကမြတ်စွာဘုရားဤတပ်ဘီညွတ်တညံသည်အချိန်ပြည့်အလုံးစုံတည်တော်မူတယ်လို့ယုံကြည်လက်ခံပါတယ်ထေရဝါဒကမြတ်စွာဘုရားဤတပ်ဘီညွတ်တညံသည်အလုံးစုံကိုတည်တာမှန်တော်လဲပဲအချိန်ပြည့်မတည်ဘူးလို့ယုံကြည်လက်ခံပါတယ်ထေရဝါဒဤယုံကြည်လက်ခံမှုကပို၍တိကျမှန်ကန်ပါတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားသည်လောကုတ္တရာစိတ်ဖြစ်တာရှိတယ်လို့လောကီစိတ်လည်းဖြစ်ပါတယ်လောကီ51ထဲကကရိယာစိတ်တွေဆိုတာဟာဖျားနဲ့ယဟန္တာတွေဖြစ်တဲ့လောကီစိတ်တွေဖြစ်ပါတယ်တပ်ဘီညွတ်တဉာဏ်ကိုဆင်ခြင်နေတဲ့အချိန်ဟာမြတ်စွာဘုရားဤတန်တာ၌လောကုတ္တရာစိတ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ဒေဝတက်တောင်ပေါ်ကကြောက်တုံးလှိမ့်ချတဲ့အချိန်ဟာလောကုတ္တရာစိတ်ဖြင့်တပ်ဘီညွတ်တဉာဏ်နဲ့မဆင်ခြင်သောအချိန်ဖြစ်တာကြောင့်မတိလိုက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကမြတ်စွာဘုရားသည်ပါရမီဖြစ်စဉ်ကာလမှာဖေးတူမအေခွဲညီငယ်လေးကိုပစ္စည်းဥစ္စာများခွဲပေးရမှာစိုးရိမ်တဲ့အတွက်ညီငယ်လေးဤဥကောင်းကိုကြောက်တုံးနဲ့ဖိသက်ခဲ့တဲ့အကုသိုလ်ကံဝိကျွေးကလည်းဒီအချိန်မှာပေးဆက်ရမယ့်အချိန်ဖြစ်နေပါတယ်။ဤမြဆိုရင်တန်တရားရှင်းလောက်မယ်လို့ထင်ပါတယ်။